မင်္ဂလာပါရှင် ဟုတ်ကဲ့မင်္ဂလာပါဗျာ ဟုတ်ကဲ့ဒီနေ့ကစားသွားတဲ့အသင်းနာမည်တစ်ချက်လောက်မိတ်ဆက်ပေးပါဦးရှင်ကျမတို့ Future You အသင်းဖြစ်ပါနော်အကိုကဘေကနာနေပါ ကျွန်တော် Future You ရဲ့နီးပြအနေနဲ့ပါဝင်ထားပါတယ် ဒီပြနေတယ်ဟုတ်ကဲ့ဒီနေ့ပါဝင်ကစားသွားတဲ့အပေါ်မှာပေါ့နော်ကိုအသင်းပေါ်မှာဘယ်လိုအမြင်လေးရှိလဲပေါ့နော်သုံးသပ်ပေးပါအားရကျင်တတ်မှုရှိရလားဟုတ်ကဲ့အားရကျင်တတ်မှုရှိပါတယ်အကောင်းဆုံးကလေးတွေလည်းကြိုးစားကြအောင်ရှိပါတယ် တော်တော်မောနေပြီနော်ချွေးနေတယ်တစ်ဖက်အသင်းမှာရောရှင်ပြိုင်မှုအပေါ်မှာဘယ်လိုမျိုးသုံးသပ်မိလဲပေါ့ကိုရဲ့အမြင်လေးတစ်ချက်လောက် sharing လေးလုပ်ပေးပါဦးရှင်ဟုတ်ကဲ့ကောင်းပါတယ်သူတို့လည်းအကောင်းဆုံးကြိုးစားကြပါတယ်ဟုတ်ဟုတ်ကဲ့ဒီပြိုင်ပွဲအတွက်ဘယ်လိုမျိုးပြင်ဆင်ထားတာလေးရှိလဲမသိကျေးဇူးပြည့် sharing ပေးပါဦးရှင်ဟုတ်ကဲ့ဒီပြိုင်ပွဲစမယ်ဆိုတော့ကျွန်တော်တို့ညီငယ်တွေနဲ့တိုင်ပင်ပြီးတော့ကျွန်တော်အဖေရဲ့ဆုံးတာ3နှစ်ပြည့်အဖေကဒီ Future You အတင်းကိုထောင်ခဲ့တာသူ့ပြန်အောင်မိတော့အားဖြင့်ကျွန်တော်ကပြန်တားကြီးနေတယ်ပြန်ဦးစီးပြီးတော့ဒီပြိုင်ပွဲကိုဖေအောင်မိတရတော့အားဖြင့်ဝင်ပြိုင်ဖြစ်တာဒီစားသမားတွေအကုန်လုံးကလည်းသူတပည့်တွေဟုတ်ကဲ့ရှင်ဒီနေ့ကစားသွားတဲ့ပုံမှာကြည့်ရတာเนาะအင်တိုက်အားတိုက်ပဲအားရကျင်နေတယ်ကျွန်တော်တို့ပွဲချီပရိသတ်အနေနဲ့လည်းအင်တမအားရပါတယ်လို့เนาะဆိုတော့နောက်ရှေ့ဆက်เนาะပြိုင်ပွဲတွေအတွက်ပြင်ဆင်မှုလေးတွေဘာတွေထက်ရှိအောင်လဲမသိဘူးရှင်ဟုတ်ကဲ့ကျွန်တော်တို့အကောင်းဆုံးတော့ပြင်ဆင်ထားပါတယ်ကျွန်တော်တပွဲချင်းကိုပဲတပွဲချင်းပဲကျွန်တော်တို့သွားပြီးတော့တပွဲချင်းနဲ့ဖုကအာယုံ site မှာပဲသွားဖို့လုပ်ထားပါတယ်ဟုတ်ကဲ့ရှင်ဒါဆိုရင်ကျွန်မဖြေချပေးအတွက်ကြောင့်ကျေးဇူးတင်တယ်ဒီထက်အကောင်းဆုံးရလက်တွေနဲ့ပြန်လည်ပြီးတော့ညွှန်လင်းနေပါတယ်လို့เนาะဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်ရှင်ဟုတ်